ယခုတစ်ခါမှာတော့စာပေချစ်သူကျွန်တော်ရဲ့မိတ်ဆွေများကိုတင်ဆက်ဖတ်ပြပေးကြတာကတော့ဂါထာလူတိုင်းပေးတေးဖြေဆိုတဲ့ပညာပေးဇာတ်လမ်းလေးပဲဖြစ်ပါတယ်။နားတော်တာဆင်ပေးကြပါအောင်ခင်ဗျာ။အစွမ်းထက်တဲ့ဂါထာကိုယုံကြည်လေးမြတ်တန်ဖိုးထားအမှန်မသိသူတွေအားပေးမိရင်အဲ့ဒီလူတွေကပေါ့ပေါ့တန်တန်သဘောထားပြီးထိုဂါထာတို့ကိုတေးအဖြစ်အပျော်တမ်းတည်ဆိုကြလိမ့်မယ်လို့ဖော်ညွှန်းလေတဲ့စကားပုံပါပဲ။ရှေးအခါကယတိတစ်ပါးဟာမိုးခေါင်ရေရှားလာတဲ့ရွာလေးတွေရွာစီရောက်သွားရာရေအတွက်အခက်အခဲဖြစ်နေကြသူတို့ကိုတနာတာနဲ့မိုးရွာသေးတဲ့ဂါထာကိုတင်ပေးလေတယ်။သီလသမာဓိရှိသူတို့ဒီဂါထာကိုရွတ်ပါယုံယုံကြည်ကြည်လေးလေးစားစားတန်ဖိုးထားပြီးရွတ်ပါရည်တည်ကြီးညွှန်ကြားတဲ့အတိုင်းရွာလူကြီးတို့ကရွတ်ကြရာအုံမိုးတွေရွာလာတော့တယ်။အိုးမိုးရွာပြီဟေးနောက်တော့အရက်သမားတွေကညဘက်ရက်ဆိုင်ကမူးပြီးပြန်လာတဲ့အခါခုနေမူးမူးနဲ့မိုးရေချိုးရရင်သေကောင်းမှာပဲဟေးလွယ်ပါတကွာဟိုဂါထာကိုရွတ်လိုက်တာပေါ့ဗါတဲ့အုံမူးမူးနဲ့ဂါထာကိုတချင်းလို့ဆိုကြပါလေရောအုံပလုံတုံအမှုသမားတွေရဲ့အတူယူပြီးကလေးတွေကပါဂါထာကိုတေးလို့ဆိုကြရာအုံဂါထာရဲ့တကောအာနိသင်ပြက်ပြဲသွားပြီးဘယ်လိုရွတ်မိုးမရွာတော့ဘူးတဲ့တန်ဖိုးရှိတဲ့ဂါထာကိုတေးလို့ဆိုမိတော့ဂါထာရဲ့စွမ်းအင်တကိုရုပ်ရော့သွားရပြီပေါ့ဒါကြောင့်ဂါထာလူတိုင်းပြီးတေးဖြစ်လို့ဆိုလိုတာပါပဲ